အရှိအလဲပိုင်းဒေသမှာဖြစ်ပေါ်နေတဲ့စစ်ရေးတင်းမာမှုတွေဟာအခုဆိုရင်ကမ္ဘာရေနံဈေးကွက်ကိုပါပြင်းပြင်းထန်ထန်ရိုက်ခတ်လာနေပြီဖြစ်ပါတယ်။ဒေသတွင်းစစ်မီးပါပိုမိုပြန့်နှံ့လာခဲ့ရင်ကမ္ဘာရေနံဈေးနှုန်းဟာတစည်းကိုအမေရိကန်ဒေါ်လာ200အထိထိုးတက်သွားနိုင်တယ်လို့အီရန်နိုင်ငံဘက်ကပြင်းပြင်းထန်ထန်သတိပေးလိုက်ပါတယ်။ပြီးခဲ့တဲ့ဗိုလ်ဦးနေကပင်လယ်ကွေ့ဒေသအတွင်းမှာအီရန်တပ်ဖွဲ့တွေဟာကုန်တင်သင်္ဘောတွေကိုတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုအတွင်းထိုင်းနိုင်ငံအလံလွင့်ထူထားတဲ့ကုန်တင်သင်္ဘောတစ်စီးမီးလောင်ကျွမ်းသွားခဲ့ပြီးသင်္ဘောသား3ဦးလည်းပျောက်ဆုံးနေစေဖြစ်ပါတယ်။ဒါအပြင်အီရန်နိုင်ငံဟာအစ္စရေးရဲ့အရှေ့အလယ်ပိုင်းဒေသရှိပြည်မှတ်အချို့ကိုဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ဒါကြောင့်ဒေသတွင်းလုံခြုံရေးအခြေအနေဟာအဆိုးရွားဆုံးအဆင့်တစ်ခုကိုရောက်ရှိနေပါတယ်။အီရန်စစ်ဘက်ပြောရေးဆိုခွင့်ရှိသူအီဘရာဟင်ဇူဖာဂါရီကတော့အမေရိကန်အနေနဲ့ရေနံဈေးနှုန်းကိုနေမျိုးစုံနဲ့ထိန်းချုပ်ထားနိုင်မှာမဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်။စစ်ပွဲသားဆက်လက်ပြန့်နှံ့သွားမယ်ဆိုရင်ရေနံတစ်စီကိုဒေါ်လာ2လအထိဖြစ်လာကိုကဘာကြီးမြင်တွေ့ဟလိမ့်မယ်လို့ဆိုပါတယ်။လက်ရှိအချိန်မှာကဘာရေနံရောင်းလိုအားရဲ့20%ခန့်ဖြတ်တန်းသွားလာနေတဲ့ဟော်မုစ်ရေလက်ကြားဟာပိတ်ဆို့ခံထားရတယ်လို့ဖြစ်နေပါတယ်။ဒါဟာ1990ပြည့်လွန်တွေနောက်ပိုင်းအကြီးမားဆုံးစွမ်းအင်အချက်အသေးတစ်ခုထစ်လာနိုင်တယ်လို့သတိပေးနေကြပါတယ်။ဒါကြောင့်နိုင်ငံတကာစွမ်းအင်အေဂျင်စီအနေနဲ့ရေနံဈေးနှုန်းတည်ငြိမ်စေဖို့အတွက်အရန်ရေနံစီပေါင်း1,400ကိုထုတ်ပေးဖို့ပြင်ဆင်နေပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့ရေနံကုမ္ပဏီတွေအနေနဲ့ဟော်မုစ်ရေလက်ကြားကိုဆက်လက်အသုံးပြုကြဖို့တိုက်တွန်းထားပါတယ်။ဒီစစ်ပွဲဟာလည်းမကြာခင်မှာပြီးဆုံးသွားလိမ့်မယ်လို့ယုံကြည်ချက်ရှိရှိပြောဆိုထားပါတယ်။လက်ရှိအချိန်မှာယင်းနှီးမြှုပ်နှံသူတွေကစစ်ပွဲအမြန်ဆုံးပြီးဆုံးမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ကမ္ဘာရေနံဈေးနှုန်းကိုဒေါ်လာ90ဝန်းကျင်မှသာထိန်းထားနိုင်တဲ့အနေအထားဖြစ်ပါတယ်။သို့တော်လည်းအီရန်ဘက်ကအမေရိကန်နဲ့ပတ်သက်တဲ့ဗန်းစစ်တွေကိုပါထပ်မံတိုက်ခိုက်သွားနိုင်တယ်လို့ချိန်ချောက်ထားပါတယ်။ဒါကြောင့်ရှေ့ဆက်ဖြစ်ပေါ်လာမယ့်အခြေအနေတွေကိုဆက်လက်စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။